မျိုးသားတယောက်ဟာသူ့ရဲ့သူထေးနဲ့ဖုန်းပြောရင်းအိမ်ထဲကိုဝင်လာပြီးဆရာကျွန်တော်မိမရဲ့အကောင့်ထဲကိုယူပြီးတန်းလွှဲပေးဖို့ပြောထားတာလေလွှဲပြီးပြီလားခင်ဗျာလို့မေးပါတယ်သူ့ရဲ့သူထေးကအေးလွှဲတာပြီးသွားပြီလို့ပြန်ဖြေပါတယ်ထို့နောက်သူကသူ့ဇနီးဘက်လှည့်ပြီးဆိုနန်မင်းရဲ့အကောင့်ကိုတစ်ချက်လောက်စစ်ကြည့်ပေးပါဦးယူပြီးတန်းရောက်နေရမယ်လို့ပြောပါတယ်သူ့ဇနီးကသူမရဲ့ဖုန်းကိုစစ်ဆေးကြည့်တဲ့အခါဟုတ်ပါတယ်ပိုက်ဆံတွေအကောင့်ထဲဝင်သွားပါပြီခင်ပွန်းဖြစ်သူကပြုံးပြီးမင်းကားတစ်တစီးနဲ့ iPhone တစ်လုံးလိုချင်တယ်လို့ပြောနေခဲ့တယ်မလားသွားဝယ်လိုက်တော့ပြီးတော့ပိုးတဲ့ပိုက်ဆံနဲ့ကြိုက်တယ်လို့ဈေးဝယ်ပြီးပျော်ပျော်ပါးပါးသာနေလိုက်လို့ပြောကအနောက်ကိုပင်လှည့်မကြည့်ပဲထွက်သွားပါတော့တယ်နောက်တနေ့ညနေတန်းကောင်2နာရီဝန်းကျင်မှာဇနီးဖြစ်သူကအိတ်ခမ်းထဲကထွက်လာတဲ့အခါခင်ပွန်းဖြစ်သူဟာလက်တော့နဲ့အလုံးလုံးနေတုံးဖြစ်တာကိုတွေ့ရပါတယ်သူမကအလုပ်တွေကိုထားခဲ့ပြီးလာအိတ်ဖို့ပြောပေမဲ့သူကမင်းရင်သွားအိတ်နဲ့ငါဒီညဒီပရောဂျက်ကိုဘာပဲဖြစ်ဖြစ်အပြီးတက်ရမယ်လို့ပြန်ဖြေပါတယ်နောက်တနေ့မနက်သူအလုပ်သွားဖို့ပြင်ဆင်ပြီးသူ့ထေးနဲ့ဖုန်းထပ်ပြောနေစင်မှာပဲဇနီးဖြစ်သူကအဒီကကျမရှင်နဲ့စကားပြောဖို့လိုတယ်လို့ပြောပါတယ်ဒါပေမဲ့သူကထုံးစံအတိုင်းသူမကိုလစ်လျူရှုထားပါတယ်ဒီတစ်ချိန်မှာတော့သူမစိတ်မရှိနိုင်တော့ပါဘူးသူမကအဒီကဒီနေ့တော့ရှင်ကျမစကားကိုနားထောင်ရမယ်လို့ဆိုပါတယ်သူကထွက်သွားဖို့ကြိုးစားပေမဲ့သူမကရှေ့ကပိတ်ရက်ပြီးရှင်ဘာတွေဖြစ်နေတာလဲမနှက်ဆိုလဲအလုပ်ကိုစောစောထွက်သွားတယ်အိမ်ပြန်လာတော့လဲနောက်ကျတယ်အဲ့ဒီလိုပြန်ရောက်လာရင်တောင်လက်တော့ရှိမှာပဲအချိန်ကုန်နေတယ်တို့တေးချာချာထိုင်ပြီးစကားပြောခဲ့တဲ့နောက်ဆုံးချိန်ကဘယ်တော့ကလေးဆိုတာရှင်မမှတ်မိသေးရဲ့လားရှင်ပါလို့ကျမကိုအချိန်နည်းနည်းလေးမှမပေးနိုင်ရတာလဲလို့မေးပါတယ်ဒီကခစ်တရက်နာပြီးလွန်ခဲ့တဲ့လအနေငယ်ကဘာဖြစ်ခဲ့လဲဆိုတာမင်းမှတ်မိသေးလားငါအလုပ်ကနေအလွန်မင်းမောပန်းနှွမ်းနေပြီးအိမ်ပြန်ရောက်လာတော့ရေတစ်ခွက်လောက်ပဲတောင်းခဲ့တာကိုမင်းကစိတ်တူပြီးကို့ဘာသာကိုသွားယူလို့ပြောခဲ့လဲငါမင်းကိုချစ်တယ်လို့ပြောပြီးငါအတွက်ဒီလောက်လေးတောင်မလုပ်ပေးနိုင်ဘူးလားလို့မေးခဲ့တော့ကမင်းပါပြန်ဖြေခဲ့လဲမှတ်မိသေးလားမင်းကအချစ်ကလိုအင်ဆန်နာတွေကိုမဖြည့်ဆည်းပေးနိုင်ဘူးပိုက်ဆံကားမှဖြည့်ဆည်းပေးနိုင်တာအိမ်ကောင်းကောင်းကားကောင်းကောင်းအဲ့ဒါတွေပဲကျမလိုချင်တာကျမရှင်ခွင့်ကိုကားတစ်စီးတောင်းနေတာတလားရှိပြီရှင်ကအော်ရိုဆိုင်ကယ်လေးတောင်မဝယ်ပေးနိုင်ဘူးကျမသူငယ်ချင်းတွေအားလုံးမှာကားရှိနေကြချိန်မှာကျမကတော့ဈေးကိုခြေချင်းလျှောက်သွားနေရတယ်ရှက်ဖို့ကောင်းလိုက်တာလို့မင်းပြောခဲ့တာလေလို့ဆိုပါတယ်သူကတက်ပြင်းတစ်ချက်ချပြီးကောင်းပြီမင်းရဲ့လိုအင်ဆန်နာတွေအားလုံးကိုစီးရင်လုပ်ပြီးရေးပေးစမ်းပါလို့ငါပြောတော့မင်းကဘာမှတွန့်ဆုတ်မနေပဲစက်ကူတရက်ပေါ်မှာမင်းရဲ့ဆန္ဒတွေကိုရေးပြီးရှင်တာတွေကတခုမှဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူးဆိုတာကျမသိတယ်လို့ပြောပြီးငါ့ကိုကမ်းပေးခဲ့တယ်ငါအဲ့ဒီစီးရင်ကိုကြည့်ပြီးတိတ်ဆိတ်နေခဲ့တယ်ပြီးတော့ကောင်းပြီဆိုနန်းငါဒီစီးရင်ထဲကအရာအလုံးကိုဖြည့်ဆည်းပေးဖို့ကြိုးစားပါမယ်လို့ပြောခဲ့တယ်လို့ဆက်ပြောပါတယ်သူကငါကားနဲ့ iPhone ကိုဝယ်ပေးပြီးဈေးဝယ်ဖို့ပိုက်ဆံလဲမင်းကိုပေးပြီးငါနေရောညပါအလုပ်လုပ်နေတာဟာဒီစီးရင်ထဲကအရာအလုံးကိုဖြည့်ဆည်းပေးဖို့ပဲဒါပေမဲ့မင်းဒီလားဒီစီးရင်ထဲမှာဘာကလိုအပ်နေလဲဆိုတာလို့မေးပြီးသူမရဲ့မျက်လုံးတွေကိုစိုက်ကြည့်ကဒီစီးရင်ရဲ့ဘယ်နေရာမှာမှမင်းကငါရဲ့အချိန်တွေငါရဲ့အနားမှာရှိနေပေးမှုတွေကိုလိုချင်တယ်လို့မရေးထားဘူးလေအဲ့ဒါကြောင့်ငါကတခြားအရာအလုံးကိုဖြည့်ဆည်းပေးနေပြီးအဲ့ဒီချက်ကိုတော့မဖြည့်ဆည်းပေးခဲ့တာဘာဖြစ်လို့လဲဆိုတော့မင်းကိုယ်တိုင်ကဘယ်တော့မှမတောင်းဆိုခဲ့လို့ပဲလို့ပြောလိုက်ပါတယ်ရုတ်တရက်သူမဟာမိမိရဲ့အမားကိုသဘောပေါက်သွားပြီးမျက်ရည်များဝဲလာပါတယ်သူမဟာသူ့စီအပြေးလွှားသွားကသူ့လက်ထဲကဆန္ဒစင်းစာရွက်ကိုလူယူပြီးဆုပ်ဖြဲပစ်လိုက်ကကျမဒါ